China ဘက်သွားနေတဲ့ second officer များတည်လို့တဲ့ဒီ China ရဲ့ show baseline ကို edit ပေါ်မှာတင်တာကိုရှင်းပြပေးပါမယ်ပထမဆုံး China ရဲ့ဒီ claim that straight baseline ကို map မှာလေ့လာကြည့်အောင်အခုဒီမှာမြင်ရတဲ့အတိုင်းပဲ yellow sea ရဲ့ဒီ ထိပ်ကနေပြီးတော့ယူထားလိုက်တာဟိုအောက်ဖက်ထိဆက်ဆင်းသွားတယ်ပြီးရင် Hainan အထိရောက်ပြီးတော့ဒီမှာ point 49ခုမှာဆုံးသက်သွားတယ်လို့အတွက် root manager နဲ့ပြောင်းလို့ရပါတယ်အခုပြောင်းပြီးသား line ကို GRC နဲ့ Frono edit ပေါ်မှာတင်ပြပါမယ်ဒီမှာတော့ထင်ရှားတဲ့ one ocean ပေါ်မှာတင်ပြသွားမှာပါဒီပေါ်မှာသက်ဆိုင်ရာ edit type နဲ့ပေါ်ရင်တကယ် edit ပေါ်မှာလည်းပေါ်မှာပဲဖြစ်ပါတယ်ဒီလို convert လုပ်ထားပြီးသား line တွေကိုတော့6 November မှာဖွင့်လှစ်မဲ့ second officer on board job 69ချိန်မြောက်မှာသင်တန်းသားများ3ရန်ပေးပါမယ်အခုဒီမှာလေ့လာကြည့်အောင်အခုဒါက one ocean မှာပါဒီတော့အရင်ဆုံး Frono type import root ကနေပြီးတော့ Frono type အတွက်ပြောင်းပြပေးပါမယ်ဒါက Frono edit type ကိုရွေးလိုက်ပါတယ်ပြီးတော့ဒီ edit type အတွက်စောစောက convert လုပ်ထားပြီးသားဖြစ်တဲ့ဒီ straight baseline ကိုတင်လိုက်ပါတယ် import root confirm ဒီလိုဆိုတာနဲ့ဒီမှာခုနက map မှာမြင်ရတဲ့အတိုင်းပဲဒီ yellow sea တွေကနေစပြီးတော့ Hainan ကျွန်းထိ point တွေကိုမြင်တွေ့ရပါပြီဒီလို edit ပေါ်မှာ baseline တွေကိုတင်လိုက်နိုင်ပြီဆိုတဲ့အခါကျတော့ဒီ local regulation တွေဖြစ်တဲ့ baseline ကနေဘယ်လောက်ခွာပြီးတော့ဘာလုပ်ရမယ်ဘာမလုပ်ရဘူးစရှိသဖြင့်ညွှန်ကြားချက်တွေကို edit ပေါ်မှာပဲတခါတည်းအချိန်နဲ့တပြေးညီမြင်တွေ့သိရှိလိုက်နာနိုင်ပါတယ်နောက်တစ်ခါ GRC အတွက်ထပ်ဆန်းကြည့်အောင်GRC edit type ကိုရွေးတယ်နောက်သူလက်ခံတဲ့ format နဲ့ပြောင်းထားတဲ့ဒီ China straight baseline တင်ကြည့်မယ် import root စောစောလိုပဲ confirm ဒီလိုပဲခုနကလိုပဲတခါပေါ်ပါတယ်